ခမားတို့ရဲ့ခွေးကဟောင်းနာမဟုတ်ပဲမင်းဝတ်ထားတဲ့အင်ဂျီကရုပ်ဆိုးလိုက်တာလို့လာပြောရင်ဘယ်လိုလုပ်မလဲဒါကတော့ဒေါက်တာဒူးလစ်တယ်အတွက်တော့နေ့စဉ်ကြုံနေကြအလုပ်တစ်ခုပါပဲဂျွန်ဒူးလစ်တယ်ဆိုတာကဘာပေါ်မှာရှိတဲ့တရိတ်ဆန်ဘာသာစကားအကုန်လုံးကိုနားလည်တဲ့နာမည်ကြီးတရိတ်ဆန်ဆရာဝန်ကြီးပေါ့ဒါပေမဲ့ချစ်ရတဲ့ဇနီးတဲ့ဆုံးရှုံးသွားပြီးနောက်ပိုင်းသူဟာလူတော်မတိုးတော့ပဲသူ့ရဲ့ခြံကြီးထဲမှာတရိတ်ဆန်တွေနဲ့ပဲအထီးကျန်စွာအောင်းနေခဲ့တာပါတနေ့မှာတော့အသေးအတန်ဖျားနေတဲ့ဘရင်မကြီးကိုကယ်ဖို့အေဒင်တစ်သီးကိုတွားရှာပေးရမယ်တာဝန်ကျလာပါတယ်သူနဲ့အတူကြောက်တတ်တဲ့ဂေါ်ရီလာအမြင်အေးနေတဲ့ဝဝုံဖြူပစပ်ဖွာတဲ့ဘေးမကြီးနဲ့ပစပ်တန်နဲ့ကြက်တူရွေးတို့အဖွဲလိုက်တင်းပိုးနဲ့ထွက်လာခဲ့ကြပါတယ်သူတို့ကတော့သူ့ရဲ့ပြိုင်ဘက်ဒေါက်တာမတ်ဖလိုင်းကလည်းတတ်မတော်နဲ့လိုက်လံနှောက်ယှက်ပါသေးတယ်လမ်းမှာကြားတွေနဲ့တိုက်ခိုက်ရတယ်လို့ပင်လေတပြပရင်စီကနေမြေပုံကိုလေးအသက်လူပြီးခိုးခဲ့ရပါသေးတယ်နောက်ဆုံးမှာအေဒင်တစ်ပင်ရှိတဲ့ကျုံးကိုရောက်သွားပြီပဲအဲ့ဒီမှာမီးမုံနှကားကြီးတစ်ခေါင်ကစောင့်နေပါတယ်လူတိုင်းကကြောက်ပြီးပြေးကြပြီပဲဒေါက်တာကတော့နှကားကြီးဟာဘိုက်ထဲမှာတန်ချက်ကအကြီးတွေတန်းနေလို့နာကျင်ပြီးဒေါသထွက်နေတာကိုရိပ်မိသွားပါတယ်ဒီနေရာမှာဇလန်းရဲ့အဆန်းဆုံးအပိုင်းကတော့ဒေါက်တာကနှကားကြီးရဲ့ဖင်ထဲမှာတန်းနေတဲ့ပစ္စည်းတွေကိုလက်နဲ့နှိုက်ပြီးထုတ်ပေးလိုက်ရတယ်ထူးဆန်းတဲ့ခွေးစိမ်မှုကိုလုပ်ပေးလိုက်တာပါပဲနှကားကြီးလေးနီးသားထိုင်တာရှိသွားပြီးကြီးစိုးတင်တဲ့အနေနဲ့တစ်တီကိုပေးလိုက်ပါတယ်ဒေါက်တာလေးအချိန်မီပြန်ရောက်လာပြီးဘရင်မကြီးကိုကေးတင်နိုင်ခဲ့တယ်လို့နန်းတွင်းကလူယုံမာတွေကိုလည်းဖော်ထုတ်နိုင်ခဲ့ပါတယ်တကယ်တော့ဒေါက်တာကုတာပေးလိုက်တာဟာတရိษံတွေကိုတင်မဟုတ်ပဲအပြင်လောကကိုကြောက်နေတဲ့သူ့ရဲ့စိတ်တရားကိုပါကုတာနိုင်ခဲ့တာပါကိုပိတ်လောင်ထားတာထက်တခြားသူတွေကိုကူညီတာကပိုပြီးပျော်စရာကောင်းတယ်ဆိုတာသူနားလည်သွားခဲ့